BMW ဒီဘောက်စာအင်ဂျင်တွေမှာကငါတို့ model အနှိမ့်ဒီမှာဆိုရင်ငါတို့ဒီကလပ်ဆောင်ဝိုင်းရှိပါတော့ကလပ်ပြားနဲ့အင်ဂျင်နဲ့တွဲထားတဲ့ဂျာမှာဝိုင်းရှိရဲဝိုင်းစီပေါက်လို့ဒီအင်ဂျင် frame တွေပြုတ်ချပြီးတော့လှည့်ရတာရှိရဲ model မြင့်ဝပြန်တော့လဲငါတို့ဒီကောင် alternator လောင်တတ်တယ်ပေါ့နော်အခမ်းမသိလောင်တဲ့ခါကျရင်လည်းအဲ့လိုအင်ဂျင်လုံးလိုက်ချပြီးလှည့်ရတယ်ပေါ့နော် alternator ဆိုတာငါတို့ဒီဗဒီအားသွင်းပြီးတဲ့ကောင်မကွာဒီကနေပြီး AC ဘူးလေးထုံမဲ့ထုံပြီးတော့ငါတို့ play ကနေပြီး DC ပြန်လည်ပြီးတော့ဗဒီကိုအားပြန်သွင်းပေးတာပေါ့နော်ဒီအောက်ကပါဝါဆိုကလောင်ရတာဖြစ်တဲ့တော့ဒီပရိချာချာမမှန်တော့မဲနဲ့ဆိုင်ကလမ်းမှာထိုးရတာပေါ့နော်အဓိကဒီကောင်လေးလောင်တဲ့အကြောင်းရင်းကတော့ဒီအင်ဂျင်ဟီတက်လို့လောင်တယ်ဒါနဲ့အဓိကအကြောင်းရင်းကတော့ alternator လောင်တယ်ဆိုတော့အင်ဂျင်ဟီတက်လို့လောင်တာအဲ့အချက်ကပြန်တော့မှပုံများတယ်ပေါ့နော်ပြန်တလူဒီအောက်ဆိုင်အင်ဂျင်တွေပဲဖြစ်ဖြစ်ငါတို့ဒီ inline ကိုအဆောင်အင်ဂျင်တွေပဲဖြစ်ဖြစ် alternator လောင်တယ်ဆိုတော့အင်ဂျင်ဟီတက်လို့ဒါကြောင့်အင်ဂျင်ဟီတက်လိုက်ဥမာအင်ဂျင်မကောင်းလို့လားစီးတာမမှန်လို့လားဒါတော့အမျိုးမျိုးရှိရပေါ့နော်ဒီကောင်ဆိုရင်ဒါအင်ဂျင်မကောင်းတော့လို့ပေါ့နော်တုံးထားတဲ့အင်ဂျင်ကလည်းတက်တန်းကြာလို့ quality ရောတက်တယ်ပေါ့နော်ပြီးရင်ကို300ကီလိုမှာမူတည်ပြီးတော့လဲပေးတဲ့ချိန်လဲပေးရတယ်အဲ့ဒီညမလဲပေးတဲ့ခါကျရင်အခုလိုခွမ်းတာပေါ့နော်အခုလိုခွမ်းရဆိုရင်ဒါကုန်ကြစိတ်ကြရမ်းများတယ်ဒါမှလည်းမပြင်ဘဲနဲ့လည်းကြိုင်းဆိုင်ကြီးယူချက်ထားလို့လည်းမရဘူးလေနော်ဒီကောင်ဆိုရင်ကျွန်တော်အပီး25သိန်းယူတာပေါ့နော် alternator ကျွန်တော်စီ service share အပီး25သိန်းယူပါတယ်ကဲအားမခင်ပေါ့နော်ကဲအားလုံးကျေးဇူးတင်ပါတယ်